ရမောတော်ရဲ့သာသနာဒီဓမ္မကတည်တံ့ရှင်းချပြီးတော့ဆရာတော်ဘုရားသာသနာအရှင်တိတ်ခါဥပ္ပစေဆရာရွှေမလင်းတရားဒေသနာတပိသဝတာအပေါင်းမထားတဲ့မြတ်တာပြမွားသာသနာပြမွားမနုဿလူကဘာမှာဒုက္ခတွေများလို့မကောင်းမှန်သမျှဘုံရှောင်းကောင်းတာတွေမှန်သမျှဆောင်းကြစိတ်ကိုဖြူစရောင်ထားကြလို့အရှင်ဒိဋ္ဌဆရာမထေရကသို့တဲ့ဆုံးမဩဝါဒပြုနာကြရတဲ့တရားကအတိတလုံးဟောမြတ်ဆုံးလက်ကိုင်းသုံး၍ဆုတောင်းပါခဲ့လေသလားဆိုတဲ့တရားဓမ္မကိုဩဝါဒပြုတော့